အပိနာစနေသူများအားလုံးမင်္ဂလာပါရှင်။ကျမတို့ Asian Channel လေးကဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့စာရေးဆရာမောင်ညိုမိုင်းတန်လင်းရဲ့ရှင်ကွဲရွှေကြီးညိုဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်။နားဆင်ကြည့်ကြပါအောင်ရှင်။မတန်းချစ်နဲ့ကိုတန်းမောင်တို့သည်တယောက်ကိုတယောက်အသေးတုံဦးတုံအောင်ချစ်ကြသည့်အချင်းလင်မယားများဖြစ်ကြသည်။မတန်းချစ်ကဗန်ရုံဝန်ထမ်းတယောက်ဖြစ်တယ်လို့ကိုတန်းမောင်ကစောက်လို့ရေးအင်ဂျင်နီယာတဦးဖြစ်သည်။နှစ်ဦးစလုံးချောမောလှပချက်တည်ရှိကြ၏သူတို့လက်ထပ်ပွဲကျင်းပစဉ်ကသူတို့မင်္ဂလာဆောင်လောက်စီကားသောမင်္ဂလာဆောင်မျိုးကျွန်တော်တို့တောမျိုးလေးမှာမရှိဟုထင်မှတ်ရသည်နှစ်ဖက်စလုံးဂုံတီရှိတိုင်ဝမ်ဖြစ်သောကြောင့်အလွာသက်မျိုးစုံလာရောက်ချီးမြှင့်ကြ၏မင်္ဂလာဆောင်ပြီးနောက်ကိုပိုင်အင်္ဂလိပ်နှင့်ပျော်ရွှင်စွာနေထိုင်ကြသည်မှာနှစ်နှစ်ခန့်ခြားခဲ့ပြီးရွှေငွေဥစ္စာပစ္စည်းအစုံလင်စုဆောင်းမိကြသည်တို့နှင့်ပျော်ရွှင်ချမ်းမြေ့စွာရှိနေစဉ်ဒီနေ့သောအခါကံကြမ္မာမုန်တိုင်းသည်အချစ်တီရတက်နေသည့်သူတို့နှလုံးသားသမုတ်ပြင်သို့လှိုင်းတစ်ပိုးတဲထန်စွာဖြင့်အလှဖြစ်ရန်ကဆုံဆိုင်၍ရောက်ရှိလာတော့သည်အဲ့ဒီနေ့က1900ခုနှစ်နိုဝင်ဘာလဖြစ်သည်ကိုတန်းမောင်ကမြို့မှာစောက်လို့ရေးကိစ္စတာဝန်ကျနေသည်အဆောက်အုံကအထက်မြင့်အဆောက်အုံကြီးဒီလုပ်ငန်းမှာကိုတန်းမောင်ကတာဝန်ခံအကြီးအမှုဖြစ်သည်ခရီးဝေး၍ညအိညနေအလုပ်လုပ်ရ၏စနေတနင်္ဂနွေမှပြန်လာရသည်ခွဲခွာရသည့်အစာဦးနေ့ကမတန်းချစ်မှာမျက်ရည်နဲ့မျက်ခွက်သူမကတလာတိယပြုတ်တွေကစာနာကိန်းကြီးမောင်းနှံလူတညတာဝေးတာကိုနှစ်ပေါင်း900ဆွေးသည့်နှင့်မျိုးပြန်ရောက်ရင်းကိုတန်းမောင်ရှင်ခွင်းနဲ့မျက်နှာအပီငိုတော့တယ်သူ့နှင့်ချော့ရင်မနှက်စာကိုမုံလွယ်လောက်ရောက်မှစားရသည့်အဖြစ်မျိုးလဲကြုံခဲ့ရသည်အတန်ကြာ၍ရသားကလေးရလာတော့မှအနေကျလာသည်ချစ်လင်လုပ်ငန်းတာဝန်ကြရာမြို့သို့ပြန်သွားတိုင်းအိမ်ကဖျားမှာပန်းရေစီမီမြကဲ့၍အန်ဒီကင်းအောင်ဆူတောင်းရသည်ကလည်းမမောနိုင်မပန်းနိုင်ထိုနေ့မနက်ကတော့ဖျားမှာဆွတ်တော်ကပ်နေစဉ်ရုတ်တရက်အင်ကြီးတိတ်ကနေတုံပြီးလူပါရိုင်သွားတယ်ဖျားစင်ပေါ်မှာပန်းဟိုးတစ်လုံးလေးပြုတ်ကျကကွဲကြေမွသွားတယ်ငလေးလုတ်တယ်ဟေ့အိမ်အောက်ကိုဆင်းကြအိမ်ပြင်ထွက်ကြအိမ်နီးချင်းများရဲ့အလက်တကြားအော်တန်ကြရသဖြင့်မတန်းချစ်ကြပြကြရထကအိမ်ပြင်သို့ရိုင်ထိုးနှင့်ပြေးထွက်လိုက်သည်အိမ်နီးဝင်းကျင်မှာလူကြီးလူရွယ်ကလေးမိန်းမယောက်ျားများလဲထိတ်တန့်တကြားအော်ဟစ်ကြကအိမ်ပြင်သို့ထွက်လာကြပြီးတစ်ပင်ကြီးမရှိသောနေရာမှာဝင့်နေကြတယ်ဖျားတကြတယ်အော်ဟစ်ငိုယိုကြတယ်တမနက်ခန့်လှုပ်ရမ်းပြီးငြိမ်သွားတော့မှအားလုံးကိုလူကိုရှာဆွဲကအိမ်ပေါ်သို့ပြန်တက်ကြတယ်။ကြေမော်သွားသည့်ဖျားညောင်ရီအိုးကိုကြည့်၍မတန်းချစ်ရင်ထဲမှာဘာရဲလို့မဟုတ်ထိတ်ခနဲဖြစ်သွားတယ်။ညနေဘက်သို့ရောက်သောအခါကိုတန်းမောင်တို့ရုံးမှအင်ဂျင်နီယာမှုကြီးနှင့်တာဝန်ရှိသူများသူမ၏အိမ်သို့ရောက်လာကြတယ်။သူတို့ရဲ့မျက်နှာသူမြင်များကလည်းအရေးအပြုံးမရှိကြ။တစုံတစ်ခုကိုပြောရန်ဝင်လေးနေသည့်ပုံလဲရသည်အတန်ကြာမှအင်ဂျင်နီယာမှုကြီးကလေးတွတ်လေးတန်းနှင့်မတန်းချစ်ကိုဆရာပြောစရာရှိလို့ပြောလေဆရာဘာလဲညီမစိတ်ကိုခိုင်ထားနော်ညီမလေးရှင်ဘာများပါလိဆရာရဲ့ကျမထိတ်လိုက်တာရှင်ဒီလိုပါကွယ်ဟိုမောင်တန်းအရေးထဲမှစကားကထွက်လို့မရဖြစ်ပြီးစုံနေတယ်မောင်ဘာဖြစ်လို့လဲဆရာဟေးလို့မောင်တန်းမောင်မိလေကထမင်းစပြန်ခေါင်းကနေရေလောင်းချိုးလိုက်တာအုံနောက်သွေးကြောပြန်ပြီးရှင်ဖေမောင်ခုဘာများဖြစ်သွားလဲဆရာရင်နေရရင်ပွဲချင်းပြီးဆုံးအမလေးမြတ်စွာဘုရားညီမလေးသတိထားလေမတန်းချစ်ရဲ့မမျော်လင့်သောစကားကိုကြားလိုက်ရပြီးနောက်အောင်မလေးတစ်ချက်သာအော်၍ရင်ဝမှာစွတ်တက်လာပြီးသတိလစ်မမျောသွားခဲ့သည်အာတုပရက်လေပြီးနောက်မတန်းချစ်ညီသူကမှစကားမပြောတော့ထမင်းလဲစားကြင်မှစားတော့သည်
ညီမဝင်းခွဲများကလာရောက်ကြည့်ရှုစောင့်ရှောက်ပေးရသည်အလုံးမှလည်းခွင့်ရရှိယူထားပေးရသည်သူမအလုတ်ကကွယ်လွန်သူလျောင်ကြားကိုသန်းမောင်ဤဓာတ်ပုံကိုတနေ့ကုန်စိုက်ကြည့်နေပြီမောင်ဘယ်နည်းပြန်လာမှလဲဟင်မောင်ညီမမြုံနေမယ်နော်စောစောပြန်ခဲ့နော်မောင်ဆိုသည့်စကားကို၎င်းမောင်ကြိုက်တဲ့ဝတ်သားနဲ့မြစ်ချင်ကလေးချက်ထားတယ်မောင်ရဲ့မောင်စားတော့မလားညီမထမင်းခူးလိုက်တော့မယ်နော်ဆိုသည့်စကားများကို၎င်းကျမမောင်ကိုဘလောက်ထိချစ်တာဆိုပြီးသူမရင်ထဲကအချစ်သက်သနာစကားလုံးများကိုမျက်ရည်များစီးကျလျက်တူတူရေရွတ်နေတော့သည်နောက်အခါစိတ်ပညာဆရာဝန်များသူမတို့ကုကွယ်သည့်ဆရာတော်ကြီးများကလာရောက်၍တရားပြဆုံးမရသည်သတင်းစာထဲမှာလည်းနာယီသတင်းများကိုပြ၍အသက်မရွေးအရွယ်မရွေးဆေးရဲချမ်းသာမရွေးကွယ်လွန်ကြရသည်အနိစ္စမမြဲသည့်သင်္ခါရဘဝများကိုမကြာခဏရှင်းပြတော့မှအတိတရားများပြန်ဝင်လာကငကိုပုံမှန်အတိုင်းဘဝကိုပြန်လည်ရောက်ရှိသွားတော့သည်တို့တိုင်အောင်ဆွေတော်ရွက်လိုနှစ်ရွက်ပေါင်းတစ်ရွက်အသက်နှင့်ထပ်တူချစ်ခင်ရသည့်ချစ်လင်ကိုတော့တနေ့တမနက်မှမေ့လို့မရခဲ့နိုင်ချစ်လင်ရဲ့ကွယ်လွန်သည့်နေ့ရောက်တိုင်းကုသိုလ်ကောင်းမှုတစ်ခုမှတစ်ခုပြုလုပ်ကရီမှန်း၍အမျှအတန်းဝေလို့ရှိသည်တညမှာတော့မတန်းချစ်ကိုကွယ်လွန်သူချစ်လင်ကိုတန်းမောင်ကအိမ်မက်တစ်ခုပေးခဲ့သည်အိမ်မက်ထဲမှာကိုတန်းမောင်ကသူပြန်လာမည်ဟုပြောကပြတ်ကွယ်သွားသည်အိယာမလန်းနိုးတော့မယုံတော်လဲရင်ထဲမှာဝမ်းသာကြည်နုခဲ့လေသည်တနေ့အိမ်နောက်ဖေးမီးဖိုဆောင်မှာညီမတွေထမင်းချက်ပြုတ်နေစဉ်အိမ်ရှိချန်ထဲမှကြီးကမ်းများအုပ်လိုက်ကြပြီးနားကွဲမတက်ဝိုင်းဝန်းနေသဖြင့်ချက်ပြုတ်နေရမှထ၍ထွက်ကြည့်လိုက်သောအခါအမွေးတောင်မစုံသေးသည့်ကြီးကမ်းပေါက်လေးတစ်ကောင်ကိုမမျှော်လင့်မဲတနာစပွဲအော်မြည်နေသည်ကိုတွေ့လိုက်ရသည်ကြီးကမ်းကလေးကလည်းမပြန်နိုင်ကြီးဖို့ကြီးမှကြီးအုပ်ကြီးကလည်းထိုးချီရန်ကြိုးစားနေကြတော့လေကြီးပေါက်စာကလေးကနှလုံးလေးပြူနှုတ်သီးလေးဟ၍ရုန်းကန်နေသလိုအော်ဟစ်နေသည်သူ့နှင့်မတန်းချစ်ကတနာစရာကောင်းသောကြီးကမ်းပေါက်ကလေးကိုကောက်ပြီးအိမ်ထဲသို့ခေါ်ကအစာရေစာများကိုတိုက်ကျွေးလိုက်သည်ကြီးကမ်းကလေးသည်မတန်းချစ်ကျွေးသည့်အစားအစာများကိုနှစ်လိုရှင်ပြစွာစားသည်ရေတိုက်သောအခါအာသာငန်းငန်းနှင့်တောက်သည်သူနှင့်ညီမတွေအဖို့လဲရအောင်ကြီးကမ်းပေါက်စာလေးကိုအိမ်မှာပဲမွေးချမည်ဟုဆုံးဖြတ်လိုက်ကြသည်ပို၍အံ့ဩဖို့ကောင်းသည်ကကြီးကမ်းပေါက်ကလေး၏ဥကောင်းထိပ်မှာမဆိခန့်ရှိသောရွှေရောင်အကွက်ကလေးတစ်ကွက်ထူးဆန်းစွာပါရှိနေခြင်းကြောင့်ထိုနေ့မှာပင်သူ့ကိုရွှေကြီးညိုဟုအမည်ပေးလိုက်သည်ဒီလိုနဲ့ရပောင်းတန်ကြသောအခါရွှေကြီးညိုလေးရဲ့ကိုယ်ပေါ်မှာအမွှေးတောင်များစုံလင်လာခဲ့သည်တောင်ပနှစ်ဖက်ပေါ်မှာအမွှေးအဖြူရောင်တစ်ချောင်းစီပါလိုက်သေးသည်ရွှေကြီးညိုလေးသည်အရွယ်ရောက်လာသောအခါလှအိမ်နှင့်မအိပ်တော့ပဲမတန်းချစ်ချင်အောင်နဲ့သူဝင်အိတ်လေးရှိလှိုင်ဆောင်နဲ့ပြန်ထက်လင်အိတ်လို့မရအောင်တစားစားအော်လေးရှိသည်သူ့နှင့်အမများနှင့်ညီမများကနီးယောက်ျားနီးပါသာခေါ်ထားဟုပြောကနောက်ကျပြောကြသောအခါမတန်းချစ်ရင်ထဲမှာဖိုးကနေလှိုက်ကနေဖြစ်သွားခဲ့၏ဖျားကိုတန်းမောင်များအိမ်မက်ထဲလာပြောတဲ့အတိုင်းဝင်စားရောက်ရှိလာလေရော့လားမကြခင်ထူးဆန်းသောဖြစ်ရများစင့်ကဲဖြစ်ပေါ်လာခဲ့သည်အခြားမဟုတ်ရွှေကြီးညိုကလေးကလူစကားကိုမပီကလာစပြောလာခြင်းဖြစ်သည်ဥစွာစပြောသည့်စကားကတန်းချစ်ဆိုသည့်စကား၏အိမ်သားများကတန်းချစ်ဆိုသည့်အမည်များကိုနေ့စဉ်မကြာခဏခေါ်ကြလုံးမကခေါ်ကြသောအခါရွှေကြီးညိုကလေးနားမှာဆွဲသွားပုံရသည်ပထမစခေါ်ခါစကတန်းချစ်ဟုအသံထွက်သည်များမကြာမီတန်းချစ်ဟုပီပီတတခေါ်လာတော့သည်ဒါအပြင်ပဲပြုတ်ဟုမနက်တိုင်းအော်လေးရှိသည်ဒီအတန်ကိုရွှေကြီးညိုကမှတ်ထားပြီးဒေါ်ဘူးမပဲပြုတ်ဟုအော်လျင်သူကလည်းပဲပြုတ်ဥလိုက်၍အော်တော့သည်တနေ့တော့ဒေါ်ဘူးမကပဲပြုတ်ခေါ်တန်ကြား၍အိမ်ထဲသို့ဝင်လိုက်ရာလူခေါ်သည်မဟုတ်ပဲကြီးကန်းတကောင်ကသူမကိုကြည့်၍ပဲပြုတ်ဟုလှောင်သလိုအော်နေသည်ကိုမြင်ရကြားရတော့ဒေါ်ဘူးမလွန်စွာအံ့ဩသွားကန်လေသည်ဒါမျှမကသည်တန်းချစ်တို့အိမ်အနီးမှာအကျော်ဆုံးရောင်းသည့်မိသားစုနေကြသည်အကျော်တဲ့အတော်ကြီးဒေါ်ကလမသည်မ
မနက်မိုးလင်းခါနီးကြလျင်အေးကြီးသောသူမရဲ့သမီးကြီးမတ်မွေးကိုနာမည်ခေါ်၍အော်နှိုးလေးရှိသည်မတ်မွေးထတော့ဟဲ့မတ်မွေးထတော့လေဆိုသည့်စကားကိုကြားရဖန်များသောအခါ၎င်းအမည်ကိုရွှေကြီးညိုအလွတ်ရသွားခဲ့တော့သည်နက်နက်တိုင်းဖုန်းကြီးเจ้าမှတုံးခောက်တဲ့ကြားသည်နှင့်ရွှေကြီးညိုကအကျော်တဲ့အတော်ကြီးအိမ်ရှိသို့တွားရောက်ပြီးမတ်မွေးထတော့မတ်မွေးထတော့ဟုအော်လေးရှိရာကြားရသူတိုင်းအံ့ဩမဆုံးတော့ပြီအဲ့ဒါပြီးရင်အကျော်ဆိုင်ကိုသွားသည်အကျော်တဲ့အတော်ကြီးကဘုရားကျော်တစ်ခုကိုကျွေးလင်စားသည်အလုတ်မအား၍မပေးနိုင်သေးလျင်ဆိုင်ရှင်တော်ကြီးကိုလိုက်စိတ်ကတောင်းလေးရှိသည်အကျော်ရမှသူ့အိမ်သို့ပြန်လေးရှိသည်ညနေပိုင်းရောက်ရင်ရွှေကြီးညိုကလမ်းထဲမှကလေးများနှင့်ရော၍ကစားသည်ကလေးများတင်ပေး၍နှုံနှိုးမဟုတ်ဘူးမရှိဘူးဆိုသည့်စကားများလည်းပြောတတ်ခဲ့သည်အများအံ့ဩစရာကောင်းလောက်သည့်အဖြစ်များကပြောလျင်ယုံကြည်မှယုံပေးကြလိမ့်မည်ရွှေကြီးညိုကလေးသည်မတန်းချစ်အလုပ်ကိုတွားသောအခါကားဂိတ်ထိလိုက်ပို့ပေးသည်ပထမအိမ်ကထွက်လျင်မြေကြီးပေါ်မှခုံဆွလုပ်၍လိုက်သည်အတန်ကြာ၍ညောင်းလျင်သူကကြိုပြန်နှင့်ပြီးရှေ့ကသွားသည်ရွှေကြီးပြန်တော့ဆိုတော့မှတစ်ချက်အောင်နှုတ်ဆက်ပြီးအိမ်သို့ပြန်လာလေးရှိသည်ညနေ4 နာရီထိုးလျင်လမ်းထိပ်အုပ်ခုံတိုင်းနားမှနား၍ကလေးများဆော့ကစားနေသည်ကိုကြည့်ပြီးအော်ဟစ်မည်မတန်းချစ်အလုတ်ကပြန်လာသည်ကိုမြင်လျင်ကစားသည့်နေရာမှလှစ်ခနဲထပြန်ကခုံဆွလုတ်ကသွားကြူသည်မတန်းချစ်ကလက်ဆန့်ပေးလျက်လျင်လက်ပေါ်မှခိုးနား၍ပြန်လိုက်လာမည်ကလေးများကဒါကိုမြင်ရွှေကြီးညိုလာလေကွာငါတို့နဲ့ကစားပါဦးဟုခေါ်လျင်နို့ဟုဘော်တန်နှင့်အော်ရင်ခေါင်းကိုရမ်းပြသောအခါကလေးများကသဘောကျ၍မဆုံးနိုင်ကြတော့ရွှေကြီးညိုကလေးလူစကားပြောတတ်လာသောသတင်းသည်တဆင့်စကားတဆင့်နားမှအရက်လေးပါးသို့တိုင်အောင်မြင်ဘူးကြားဘူးလို၍လာကြည့်ကြသည်အချို့လိမ္မာလွန်လှကြည်ရဆိုကစားစရာများလက်ဆောင်ပေးကြသည်ဓာတ်ပုံများရိုက်ကြသည်အချို့ကတော့ဒါမသန်းချစ်ရဲ့ကွယ်လွန်သူယောက်ျားပြန်ဝင်စားတာပဲဟုပြောဆိုဝေဖန်ကြသည်မတန်းချစ်ကမယုံရဲဖြစ်တော်လဲတခါတရံတော့တန်ရောစင်စိတ်ကြောင့်လက်ခံခြင်းတလူစိတ်ကူးရှိတတ်ခဲ့သည်ရွှေကြီးညိုလေးသည်တွားလဲအတူတူစားလဲအတူတူအိတ်လဲအတူတူသူမနှင့်မခွဲပျော်ရွှင်ချမ်းမြေ့စွာရှိနေသည်ကိုတွေးပြီးကိုတန်းမောင်များဝင်စားလျော့သလားဟုတန်တရားဖြစ်ခဲ့၏ရွှေတော်မျိုးတော်ကြီးကမ်းများကရွှေကြီးညိုကိုမကြာခဏလာခေါ်လေးရှိကြသည်တခါတရံရွှေတော်မျိုးတော်များနှင့်လိုက်သွားလျာမတန်းချစ်မျက်ရည်နှင့်မျက်ခွက်ဖြစ်ရသည်တော်ပါသေးရဲ့အချိန်တန်တော့မတန်းချစ်ရှိရာသို့ပြန်လာခဲ့သည်သူနှင့်မတန်းချစ်ကရွှေကြီးညိုရဲ့ငါ့ကိုချစ်ရင်တယောက်တည်းမထားခဲ့ပါနဲ့ဟုပြောလိုက်သောအခါရွှေကြီးညိုကလေးတစ်ချက်တွေ့ဝေသွားခဲ့ပြီးထိုနေ့မှစ၍နောင်ပေသောအခါမှအခြားကြည့်ုံများလာခေါ်သည့်တိုင်ရောထွေးလိုက်ပါသွားခြင်းအလင်းမပြူတော့လူဘဝကံကြမ္မာသည်လဲစမ်းပြားများထွေလှ၏ထို့တူတတဝါတို့၏ကံကြမ္မာသည်လဲစမ်းကျဲထွေပြားလှ၏အခုဖြစ်စဉ်ကိုကြည့်တတိသောအခါဖူးစာရင်နမင်းသည်မတန်းချီတကိုယ်တဲ့ဘဝကိုမကြည့်ရဘူးထင်ဖူးစာရင်မြတစ်ချောင်းနှင့်အသေးနှလုံးကိုဖြစ်ခွင်းလိုက်သည်မတန်းချစ်ကဗန်ကြီးတစ်ခုမှာငွေသိမ်းငွေထုတ်ကောင်တာထိုင်ဝန်နှန်းဖြစ်၏အဲ့ဒီမှာငွေသွင်းငွေလာထုတ်သည့်ကိုကောင်းမြတ်ကျော်ဆိုသည့်လူပြိုကြီးနှင့်လုပ်ငန်းသဘောအရရင်းနှီးကြုံတွေ့ကြရသည်ကိုကောင်းမြတ်ကျော်ကလည်းမတန်းချစ်၏အိမ်ကြီးအပြုံးနှင့်အတွင်းမနှောကိုနှစ်သက်လေးစား၍မကြာခဏရောက်လာလေးရှိသည်တူဆိုရလျင်ထို့သို့ခင်မင်းရင်းနှီးလာရမှရှေးရည်စလက်ကြံကြောင့်လားအခုရေစက်အစ်ကြောင့်ရမသိတန်ရောစင်ဖြစ်သွားကြကမကြခင်ချစ်သူများဘဝသို့ရောက်ရှိသွားခဲ့ကြတော့သည်ကိုကောင်းမြတ်ကျော်ကလက်ထက်ရန်မချခဏဖွင့်ပြောသည်ထိုအခါကိုသန်းမောင်၏မျက်နှာပေါ်လာပြီးခေါင်းညှိရခတ်နေပြန်သည်ဆိုရလျင်ကိုသန်းမောင်ကိုလည်းမမေ့နိုင်သည်သူ့ကိုလည်းတန်ရောစင်ကဖြစ်နေတယ်ကိုကောင်းမြတ်ကျော်သည်စနေတနည်းခုနေများရောက်လာလျင်မတန်းချစ်အိမ်သို့အလဲလာလေးရှိသည်တခါတရံဒီမှာပဲစားတောက်သည်ထူးဆန်းသည်ကတနေ့မတန်းချစ်နှင့်
ကိုကောင်းမြတ်ကျော်တို့အထူရှင်တွဲကခြံထဲသို့ဝင်လာသည်ကိုရွှေကြီးညိုလေးရုတ်တရက်မြင်လိုက်ရသောအခါဆူဆူဝါဝါတစ်ချက်អော်လိုက်ပြီးကိုကောင်းမြတ်ကျော်အားထိုးစိတ်သဖြင့်အိမ်သားများကမနေဖမ်းထားကြရသည်ခမညာထိုင်သာထိုင်နေရတယ်ကြီးကန်းကသူ့မျက်လုံးကိုထိုးစိတ်လိုက်မလားဟုတွေးလန့်နေရ၏မပြတ်မချင်းဒေါသကြီးအတန်တစားစားနှင့်အော်လေးရှိရာအားလုံးကလက်ဖျားခါအံ့ဩကြရသည်နောက်ဆုံးတော့လဲဆွေမျိုးသားချင်းများဝိုင်းဝန်းနာချမှုကြောင့်နောက်ရေးကိုမျှော်တွေးကမတန်းချစ်နှင့်ကိုကောင်းမြတ်ကျော်တို့ရုံးတက်လက်မှတ်ထိုးပြီးလက်ထပ်လိုက်ကြသည်ထူးဆန်းသည်ကထုံးလေးကတနေ့လုံးရွှေကြီးညိုလုံးဝအစားမစားမတန်းချစ်ခေါ်ကြွေးသည်လည်းမစားအခြားသူများကချုံမော့၍အစာပြလဲလုံးဝမတို့မထိမစားမင်္ဂလာဆွန်ကျွေးသည့်နေ့ရောက်သောအခါအပရိသတ်အစုံရှိနေခိုင်ရွှေကြီးညိုသည်အိမ်ထဲသို့မဝင်ပဲခြံပေါက်ဝတရက်ခိုင်းမှထိုင်နေရင်အိမ်ဘက်သို့ကြည့်၍ကြေကွဲတန်နဲ့အုံနေရှာသည်ကလေးများကဝိုင်းချော်လဲမရဘာအစားမှမစားတော့ရုပ်စွာအစုံအိမ်ထဲသို့ပင်မဝင်မတန်းချစ်လဲအခန့်ရေးကိစ္စများနဲ့အလုံးများနေ၍ရွှေကြီးညို၍လှမ်း၍ပင်မကြည့်နိုင်မင်္ဂလာအခန့်ပွဲကိစ္စများပြီးစီတော့မှရွှေကြီးညိုကိုသတိရ၍လှမ်းခေါ်ရတော့သည်ရွှေကြီးညိုရေကြီးကန်းကလေးကတစ်ပင်ပေါ်မှာပဲမတုံမလုံနဲ့ငေးကြည့်နေသည်ခါတိုင်းသူမအတန်ကြားလိုက်ရင်လက်ပေါ်သို့လှစ်ခနဲ့လာနာနေကြရွှေကြီးညိုဘာများအလိုမကျပါလေလာလီရွှေကြီးညိုရဲ့လာလာအစာစားမယ်လာနော်အချိန်ချင်းခေါ်လဲမလားအချို့ကရွှေကြီးညိုစိတ်ကောက်သို့မဟုတ်စိတ်ထိခိုက်နေသည်ဟုရိပ်မိကြ၍ဝိုင်းဝန်းချော့ခေါ်ကြသည်ထိုစဉ်ရွှေကြီးညိုကလေးသည်ဝမ်းဝမ်းချော့မော့ခေါ်နေကြသောသူများကိုကြည့်ပြီးမျက်လုံးအိမ်နှစ်ဖက်မှမျက်ရည်များရုတ်တရက်စီးကျလာသည်ကိုအားလုံးကမမျှော်လင့်ပဲမြင်လိုက်ကြသောအခါတစုံတစ်ခုကိုတွေးမိကြပြီးစိတ်ထိခိုက်ဂယုဏတက်သွားကြသည်အံ့လဲအံ့ဩကုန်ကြသည်ရွှေကြီးညိုမျက်ဝန်းကမျက်ရည်ဝဲကြနေသည်ကိုသူတို့တစ်ချိန်တစ်ခါမှမမြင်ဘူးကြရွှေကြီးညိုရဲ့မတန်းချစ်ကကြီးကလေးမျက်ရည်စွန့်နေသည်ကိုကြည့်၍သူမပါအလိုလိုပါးပြင်ပေါ်သို့မျက်ရည်ဦးများစီးလိမ့်ကြလာသည်ကိုကောင်းမြတ်ကျော်ကကျင်စာဦးစနီးစိတ်ထိခိုက်နေသည်ကိုသိ၍ကျင်နာစွာပခုံးကိုဖတ်ပြီးနှစ်သိမ့်မှုပေးလိုက်သည်မတန်းချစ်စကားမပြောနိုင်တော့ဆွတ်ဆွတ်သောမျက်ရည်စားများနှင့်ဟိုးဝေးကိုငီးမောကြည့်နေသည့်ရွှေကြီးညိုကလေးကိုကြည့်၍မျက်ရည်သာတွင်တွင်ကျနေမိတော့သည်ထိုစဉ်ရွှေကြီးညိုကလေးသည်တစ်ပင်ကိုင်းပေါ်မှပြန်ခုန်ကမတန်းချစ်ပခုံးပေါ်သို့ဖွက်ဖွက်လေးလာ၍နားလိုက်သည်ကိုအားလုံးကမြင်လိုက်ကြရသည်မတန်းချစ်အယမ်းဝမ်းသာသွားခဲ့သည်ထိုအချိန်မှာပင်တိရစ္ဆာန်ဖြစ်သောရွှေကြီးလေးသည်သူ့သခင်မမတန်းချစ်ရဲ့ညဘက်ပါကိုသူ့နှုတ်သီးနဲ့အတန်ကြာဖွက်ဖွက်လေးတို့စိတ်ပုတ်တက်ပြီးနောက်ရုတ်ချီပဲခြံထဲမှသည်ခြံပြင်သို့ထိုးပြန်သွားတော့သည်ရွှေကြီးညိုရဲ့ပြန်လာခဲ့လေရွှေကြီးညိုရဲ့မတန်းချစ်ကလည်းလှိုက်လဲတဲ့နှင့်အော်၍ခေါ်သည်ကြံသူများကလည်းဝါး၍အော်ခေါ်ကြသည်ရွှေကြီးညိုရဲ့လာ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 တာရွှေကြီးညိုပြန်လာလေတားလေလာ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 ရွှေကြီးညိုပြန်မလာတော့ပါလှဲ့၍လည်းမကြည့်တော့ပါနောက်ဆုံးနှုတ်ဆက်သည့်အနေနဲ့ဝင်းကျင်မာပဲလိုက်ပြီးချီချီကွဲကွဲရင်ကောင်းတန်ပါပါအာလုတ်တန်နှင့်အော်လိုက်ပြီးနောက်မိုးကောင်းကင်လေးရွယ်သို့တိုးဝင်သွားခဲ့သည်သူတို့တစားစားအော်ဟစ်နေသည့်အချိန်မှာပင်အဖော်ကြီးအုပ်အကောင်90ခန့်သည်ရွှေကြီးညိုကိုဝမ်းသာအားရဖေးမ၍ဟိုးအဝေးသို့ခေါ်ဆောင်သွားခဲ့သည်ကိုနောက်ဆုံးအနေနဲ့စိုးနစ်ကြေကွဲဆောင်မြင်လိုက်ကြရသည်တတဝါကြေကွဲမျက်ရည်ကျရသည့်မြင်ကွင်းကိုကျွန်တော်တို့အားလုံးကိုယ်တိုင်ကြုံတွေ့လာရသောအခါဘဝ၏စမ်းကြယ်ဖြစ်ရများကိုအံ့မခန်းဖြစ်ခဲ့ရသည်လေးစားပါသောစဖတ်သူများခမညာအကယ်၍များတွားရင်လာရင်ဥကောင်းထက်မှရွှေရောင်အကွက်ကလေးတစ်ခွက်ပါသည့်ကြီးကန်းကလေးတစ်ကောင်ကိုမြင်တွေ့ကြုံဆိုင်ခဲ့ရပါမူသူ့မျက်ဝန်းမှာမျက်ရည်ဆွတ်ဆွတ်နေသည်ကိုအစဉ်သတိပြု၍သတိရကြပါထိုမျက်ရည်စများကိုတုပ်ပေးခွင့်ကြုံကြိုက်ခဲ့ပါလျင်ဂယုဏလက်တစုံနှင့်ရင်ငွေကိုခေါ်လုံစေပြီးတုပ်ပေးလိုက်စေခြင်းပါသည်အဘဲကြောင့်ဆိုကမူ
သူသည်ဘဝချလျက်နှင့်အချစ်အတွက်တန်ရောစဉ်အတွက်ရင်ခွဲနာကြကမျက်ရည်ကျနေသောလူဝင်စားငှက်တကောင်ဟုထင်မှတ်ဖွယ်ဖြစ်သောကြောင့်ပါသည်မောင်ညူမှိုင်းတန်လျင်ဇလန်းလေးဆုံးတဲ့ထိခန်းစားလိုက်ပါနားထောင်နေသူများအတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်လဲဖတ်စေလိုသောစာအုပ်များရှိပါကကွန်မန့်မှာရေးပြီးတော့မှတ်ချက်ပေးခဲ့လို့ရပါတယ်ရှင်အခုလိုတုတရတရတဲ့စာပေများကိုတင်ဆက်ပြပေးတော့မှာမဟုတ်လို့ကျမတို့ရဲ့ HMN Channel လေးကို like and subscribe လုပ်ပေးသွားကြပါအောင်နော်